Hello ဒီနေ့ကတော့ကိုရန်ကြိုက်တဲ့ Korean corn cheese လေးပြုလုပ်မှာဖြစ်ပါတယ်။ပဝင်ပစ္စည်းလေးတွေကလည်းရိုးရှင်းပြီးတော့လုပ်ရတာလည်းပဲကူတာဖြစ်တဲ့အတွက်ကြောင့်မို့ကြိုက်နှစ်သက်တယ်ဆိုရင်လိုက်လုပ်ပါကြည့်ကြဖို့အတွက်ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်နော်။ပထမအဆုံးအနေနဲ့ပြောင်းဖူးလေးတွေကိုစိတ်ပြီးတော့မွေးနေအောင်လို့နွားနို့လေးနဲ့ပြုတ်လိုက်ပါမယ်ရှင်။ပြီးရင်တော့ထောပတ်အနှဲငယ်ထည့်ပေးပါမယ်။သားလေးအနည်းငယ်နဲ့တခြားလည်းကြိုက်နှစ်သက်လောက်ရောထည့်ပြီးတော့မှွေပေးလို့ရပါတယ်ရှင်။သားနဲ့တခြားလေးတွေကိုရောတမမှွေတော့အောင်လို့မှွေပြီးတော့ရင်တော့ဖုံးလေးအုပ်ထားပေးရမှာပါရှင်။ဒီနေရာမှာတခြားကိုကြိုက်နှစ်သက်လောက်ထည့်လို့ရပါတယ်။အစိမ့်ကြိုက်တဲ့လူကတော့တခြားရှော့ထည့်ပေးလို့ရပါတယ်။ဒါနဲ့တခြားလေးကိုရောပြီးသွားရင်အဖုံးလေးအုပ်ထားပေးပါမယ်ရှင်။ဒီနေရာမှာထောပတ်ထည့်လိုက်တာကိုဗီဒီယိုရိုက်ဖို့ကြံခဲ့ပါတယ်။နွားနို့လေးတွေကသဘာဝအတိုင်းပွက်ပြီးတော့ရှန်ကြတတ်တာမို့လို့စောင့်ကြည့်ပေးရပါမယ်နော်။ပွက်လာပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးသွားရင်နွားနို့တွေခန်းလာတဲ့အထိစောင့်ပေးရပါမယ်။မကတ်သွားအောင်လို့သုံးလေးနဲ့မှွေပေးပါနော်။ပြီးရင်တော့နွားနို့လေးတွေခန်းစားပြုလာရင်ပကံလေးထဲမှာထည့်ပြီးတော့ဖြန့်ပေးပါမယ်။ပြီးရင်တော့အပေါ်ကနေပြီးမိုဇ်ရလာချီးလေးတွေအုပ်ပေးမယ်ပေါ့နော်ဒီနေရာမှာမိုဇ်ရလာချီးကိုကြိုက်ရင်ကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ကိုကြိုက်နေတဲ့လောက်ကိုထည့်လို့ရပါတယ်ပေါ့နော်ကိုကတော့ကြိုက်တယ်ဆိုပေမဲ့အရင်မတည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ short ထည့်ထားပါတယ်မိုဇ်ရလာချီးလေးတွေထည့်ပြီးသွားရင်အပေါ်ကနေဖြူပြီးသွားပြီဆိုရင် microwave ထဲမှာ600 watt နဲ့3မိနစ်ထည့်ပြီးတော့စောင့်ပေးပါမယ်နော်3မိနစ်ပြည့်တဲ့ခါကျရင်တော့အရင်ကိုချိုးမွေးပြီးတော့စားလို့ကောင်းတဲ့ Korean corn cheese လေးရပါပြီကိုကတော့ဒီနေ့မနက်စာအနေနဲ့ကော်ဖီလေးနဲ့စားဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်ဘိုင်ဘိုင်